မင်္ဂလာပါရှင်မန္တလေးမြို့ကလပ်ပေါင်းဆောင်ဖိတ်ခေါ်မြန်မာတိုင်းပြိုင်ပွဲဘိုဘီနန်ပြိုင်ပွဲနဲ့စူပေးဝဲခမ်းနားကိုမန္တလေးတိုင်းဒေသကြီးချမ်းရီသာဆန်မြို့နယ်ဗထုမိုးလုံလေးလုံးအားကစားခန်းမတွင်ကျင်းပပြုလုပ်ခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးမှာဖြစ်ပါတယ်မြန်မာတိုင်းပြပွဲပြိုင်ပွဲဖြစ်တယ်ပေါ့နော်လူငယ်လေးတွေကလေးတငယ်လေးတွေမြန်မာတိုင်းကိုလိုက်စားကျင်လာအောင်ပေါ့နော်မြန်မာတိုင်းပညာကိုထိမ့်သိမ်းကြအောင်ရှေ့မှာလူကြီးတွေကမြန်မာတိုင်းကိုထိမ့်သိမ်းဆောင်ရှောက်လာခဲ့ကြတယ်လူငယ်လူရွယ်တွေကိုလက်ဆင့်ကမ်းပြီးတော့မှမြန်မာတိုင်းကိုလူငယ်လူရွယ်တွေတိုင်းကစားလာကြအောင်ပေါ့နော်မြန်မာနိုင်ငံတိုင်းဖွဲ့ချုပ်ရဲ့ဆောင်ပုဒ်ကမြန်မာတိုင်းတိုင်းတက်ရမည်ဆိုတဲ့ဆောင်ပုဒ်ဖြစ်တယ်ဒီဆောင်ပုဒ်နဲ့အညီမြန်မာတိုင်းဟာလူလူကြားထဲမှာပြန့်နှံ့သွားစေခြင်းနဲ့ဆိုတဲ့ရည်ရွယ်ချက်တွေရှိပါတယ်ဒီလိုပြိုင်ပွဲလေးတွေပြပွဲလေးတွေလုပ်ပြီးမှကလေးတွေကသူတို့ရဲ့စွမ်းစာလေးတွေကိုပြဝင်ရှိမယ်သူတို့ကစိတ်ဓာတ်အဖြစ်ကြန့်ခိုင်လာမယ်စိတ်ဓာတ်အင်အားတွေတိုးတက်လာမယ်အချင်းစာရိတ္တကောင်းမွန်လာစေဖို့အများနဲ့သူတို့ပေါင်းတင်ဆက်ဆံနိုင်ဖို့ကလပ်အတင်းချင်းချင်းချစ်ကြည်ရင်းနှီးမှုဒါတွေကိုဥတည်ပြီးတော့မှလုပ်ချင်းဖြစ်ပါတယ်ကလပ်တင်းအနေနဲ့ကမန္တလေးတိုင်းကချမ်းရီသာဆန်ကဗထူးအတင်းအာကတိတ်ပံအတင်းပြင်ဦးလွင်ကတိုင်းချစ်အတင်းအမရပူရကရွှေခဲမင်းအတင်းနဲ့တိတ်ကဘာအတင်းမိထီလာမြို့နယ်ကငကနေအတင်းဒီအတင်းတွေပါဝင်ရှင်ပြိုင်ကြပါတယ်ဒီကူတော့လက်တိုင်းစွမ်းရည်ပြဓာတ်တက်လက်စွမ်းရည်ပြဓာတ်နဲ့လက်စွမ်းရည်ပြဒုံးရှိတိုင်းစွမ်းရည်ပြလှန်တိုင်းစွမ်းရည်ပြတိုက်ပြိုင်ပွဲအနေနဲ့ဘန်ဒူလက်တိုင်းအတိုက်ပြိုင်ပွဲဒါတွေပါပါတယ်နောက်မြန်မာနိုင်ငံတိုင်းဖွဲ့ချုပ်ကဘူဘီတန်ပကြက်စီလက်အားနဲ့ဆိုတဲ့အားကစားတွေကိုလည်းတိုင်းပြည်ကိုစားပြုကစားနေတာဖြစ်တဲ့အတွက်ဘူဘီနန်စွမ်းရည်ပြဒါလေးတွေပါပါတယ်မရပူရမျိုးနဲ့ပွဲတော်ရွာကနေလာပြိုင်တာပါရှင်တိုင်းကပါပင်မတိုင်းဖွဲရပါအကောင်းဆုံးတော့ကျင့်ခဲ့ပါတယ်သမီးတင်ယူခဲ့ရတော့အများကြီးပါပဲလက်တိုင်းဒုတ်တိုင်းဓာတ်တက်လက်ဓာတ်နှစ်လက်အမျိုးမျိုးပါသမီးအခုကပြင်ဦးလွင်ဖွဲရကိုစားပြုနေနဲ့ဆော့ပေးရတာဆိုတော့ပြိုင်ပွဲမှာပထမဆုံးရအောင်ဆော့ပေးရမှာပါရှင်ဒီလိုပွဲလုပ်ပေးတဲ့ဆရာဆရာမတွေလည်းကျေးဇူးတင်ပါတယ်လို့သမီးတို့ငငယ်တုန်းကတင်ပေးတဲ့သမီးတို့တိုင်းကပါလက်ဦးဆရာဆရာမတွေလည်းအကုန်ကျေးဇူးတင်ပါတယ်သူများကိုရန်ဆော့ဖို့တော့မဟုတ်ဘူးပေါ့ကိုယ့်ကိုရန်လာဆော့ရင်ကာကွယ်ရအောင်သမီးအကူကလည်းနိုင်ငံကုံဆောင်အားကစားသမားတစ်ယောက်ပါသမီးလည်းသူ့လိုနိုင်ငံကုံဆောင်ခြင်းလို့ဒီပြိုင်ပွဲကိုလာပြိုင်တာပါရှင်ပြိုင်ပွဲပြပွဲတွေအားလုံးပြီးစီးသွားတဲ့အချိန်မှာဂတိမှာပဲစူချီမြင့်ပွဲကိုကျင်းပသွားမှာဖြစ်ပါတယ်အားကစားသမားများရဲ့အတွေ့အကြုံရရှိတဲ့ကိုရည်ရွယ်ပြီးတော့မှရှုံးနိုင်ကိုဦးစားမပေးဘဲနဲ့အတွေ့အကြုံဦးစားပေးခြင်းဖြစ်တယ်စိတ်ဓာတ်မြင့်တွေကိုရည်ရွယ်ပြီးတော့ဒီလူငယ်လူရွယ်ကလေးငယ်တွေအားလုံးရွှေတစိမ့်တွေပြီးသွားမှာဖြစ်ပါတယ်မြန်မာတိုင်းကိုလူငယ်တွေဆက်လက်ထိန်းသိမ်းနိုင်ကြပါစေအောင်မြင်တိုးတက်အောင်ကြိုးစားနိုင်ကြပါစေဆုတောင်းပေးပါတယ်